လောကကြီးကထွက်ခွာခြင်းဘာလို့ရမလဲနံပါတ်1ဘယ်ခေတ်ဘယ်ခါကပဲဖြစ်ဖြစ်အခုပြောတဲ့ပြဿနာမျိုးစုံတဲ့လောကအနေရီမျိုးစုံနေတဲ့လောကဒီလောကကြီးကထွက်ခွာခြင်းထွက်ဖို့လမ်းပေါက်ကတော့ရှိကိုရှိရ exist နော်ဒါတခုရှိကိုရှိရလောကကြီးကလွတ်မြောက်ဖို့ထွက်ပေါက်စာရှိရမယ်အဲ့လိုလောကကြီးကထွက်ခွာခြင်းမီဆိုရင်နံပါတ်1ကဘာလို့ဆိုရင်လောကကြီးရဲ့စိတ်ပြည့်စရာကောင်းမှုညီငွေပုံတွေကိုသိရမယ်လောကကြီးကိုစိတ်မပြတ်သေးသမျှလောကထွက်ဖို့ဘယ်သူမှမချိုးစားနိုင်ငံတနိုင်ငံဟာပြဿနာတွေဖြစ်ပြီးတော့ရှုပ်ထွေးပွေလီဆဲဒုက္ခတွေအလီလီဖြစ်နေတဲ့လောကကြီးနိုင်ငံတနိုင်ငံကထိုနိုင်ငံမှာနေတဲ့လူတွေထွက်ခွာဖို့ကြိုးစားကြဧရိယာတစ်ခုဟာငြိမ်းချမ်းမှုမရှိဘူးဆိုရင်အဲ့ဒီငြိမ်းချမ်းရေးမရှိတဲ့ဒေသတွေသူတွေထွက်ခွာဖို့ကြိုးစားကြတယ်။ဘာကြောင့်ထွက်ခွာဖို့ကြိုးစားလဲဆိုအဲ့ဒီဒေသရဲ့မငြိမ်းချမ်းမှုဆင်းရဲဒုက္ခကြုံရမှုတွေကိုစိတ်ပြက်ပြီးတော့ထွက်ကြတာ။အဲ့တော့လောကကြီးအထွက်ခွာရင်လောကကြီးရဲ့စိတ်ပြက်စရာတွေကိုသိဖို့အရေးကြီးတယ်ပေါ့နံပါတ်1လောကကြီးကိုစိတ်ပြက်လာမှလောကကြီးအထွက်ဖို့ကြိုးစားမှာတမန်အင်းတော့ဘုရားဘာသာဝင်နေဣဒံမိပုံညာနိဗ္ဗာန်သပစ္စယောဟောတုဆိုပြီးတော့နိဗ္ဗာန်ကိုဆုတောင်းရတယ်အများစုကတော့ဆိုစဉ်အနေနဲ့ဆိုလိုက်တဲ့သဘောရှိတယ်တကယ်ကိုနိဗ္ဗာန်ကိုလိုချင်တဲ့စိတ်ဓာတ်ရှိတဲ့ပုဂ္ဂိုလ်ကနေကောင်းနေလေဘာလို့နေတာတော့ဆိုလောကရဲ့အပြည့်မြင်မှမမြင်တာအစဉ်ပြေးနေတာဟုတ်တော့အစဉ်ပြေးနေတဲ့နေရာဘယ်တော့မှမထွက်ဘူးသူကတက်တလုံးနေမှာပဲအဲ့ဒီအစဉ်မပြေဘူးဆိုမှထွက်ဖို့စဉ်းစားပါလေသူကအဲ့တော့လောကရဲ့အစဉ်မပြေတာတွေကိုသိရှိနားလည်ဖို့ကပထမကြိုးစားလောကကြီးရဲ့အစဉ်မပြေမှုကိုသိရှိနားလည်တဲ့ဉာဏ်ကိုပါဉာဏ်လို့ခေါ်တော့ဆိုရင်ဝိပဿနာဉာဏ်လို့ခေါ်တာပဲအဲ့ဒါရှင်းရှင်းလေးပြောလို့ရှိရင်လောကကြီးရဲ့အပြစ်ကိုမြင်တဲ့ဉာဏ်ကဝိပဿနာဉာဏ်ပဲကြည့်လေအကောင်းမှမဟုတ်တာသဗ္ဗေသင်္ခါရအိဋ္ဌာလောကထဲမှာရှိတဲ့အရာတွေကဘယ်ဟာမှမမြဲဘူးဖြစ်ပြီးရင်ပျောက်သွားမှာပဲသဗ္ဗေသင်္ခါရဒုက္ခလောကကြီးထဲမှာရှိတဲ့အရာအလုံးဟာဖြစ်မှုပြမှုတွေကအမြဲတမ်းနှိမ့်ဆက်နေလို့စိတ်ပြည့်စရာကောင်းတဲ့အရာတွေသာဖြစ်တယ်ဒုက္ခသာဖြစ်တယ်စိတ်ပြည့်ဖို့ပဲရှိတာသဗ္ဗေဓမ္မအနတ္တသဘာဝတရားတွေဖန်သမျှကိုလုံးလို့ဖြစ်တာတခုမှမရှိဘူးသူသဘာဝအတိုင်းသူဖြစ်နေတာသာဖြစ်တယ်အားနဲ့သက်ဆိုင်မှုမရှိဘူးလို့အဝတ္တဝတ္တနာငါရဲ့စိတ်တိုင်းညဖြစ်နေတဲ့အရာဆိုမရှိဘူးငါလုံးနိုင်တာမရှိဘူးလူတွေကကောင်းတော့တော့ထင်ကြတယ်ငါချေငါလက်အပိုင်နဲ့ငါလှုပ်လို့ရတယ်လို့အုံနောက်တစ်ခုဖြစ်သွားတယ် paralyze ဖြစ်သွားတယ်ဆိုလှုပ်မရတော့ဘူးလေကိုလုံးတာမှမဟုတ်တာလေချက်သွားတယ်ဆိုဘယ်လိုလှုပ်လို့ရတာအဲ့တော့ဒီကတော့လှုပ်လို့ရတာကိုလှုပ်ချင်လို့ရတာလားဆိုမဟုတ်ဘူးလေမဖြတ်လို့ဒါလေးပါကသူကသူစွမ်းဆောင်နေတာကိုငါလုပ်တယ်လို့ထင်နေတာခုခေတ်မှာပူပြီးတော့သိတာတယ်အုံနောက်တွေးကြောပေါက်လို့တဲ့အုံနောက်ထဲမှာကြိတ်တွေးလို့ခွဲလဲရတယ်ခြေတစ်ဖက်လက်တစ်ဖက်မလုံနိုင်တော့ဘူးလုံနိုင်တာကသူ့ဘာသူ့အကြောင်းကျိုးကြီးညွတ်နေတာလှုပ်လို့ရတာကိုလှုပ်လို့ရတာမဟုတ်ဘူးဒါပေမဲ့ကိုလှုပ်လို့ရတယ်လို့ထင်နေတာအဲ့တော့သဘာဝတရားတစ်ခုချွေရင်းသွားလို့ရှိရင်အကြောင်းကျိုးမညီညွတ်တော့ဘူးဆိုရင်ကိုဘာမှတတ်နိုင်တာမရှိဘူးနော်ကိုပြက်လုံးတော့ကိုဖွင့်နိုင်တာမှမဟုတ်တာ
ကိုလို့ရတာဆိုတာတခုမှမဟုတ်ဘူးဆိုတာအနတ္တသဘောတရားအရာအပ္ပတမထိစားနော်အကြောင်းကျိုးညီညွတ်နေတာသူဖြစ်တာအကြောင်းတစ်ခုချိုးရင်းသွားတာနဲ့တပြိုင်နက်ကိုလှုပ်ချင်တော့လဲလှုပ်လို့မရတော့အဲ့ဒါအနတ္တဆိုတာအဲ့ဒါပြောကိုလှုပ်ချင်တိုင်းဖြစ်နေတာဟာသဘာဝတရားတွေကသူ့စွမ်းဆောင်နေလို့သာဖြစ်တယ်ကိုလှုပ်တာမဟုတ်ဘူးသဘာဝတရားတွေစွမ်းဆောင်မှုတစ်ခုချိုးရင်းပြည့်စည်သွားတယ်ရတော့ဆိုတော့ကားဆိုလို့ရှိရင်သူကားထဲမှာပါတဲ့စက်ကရိယာတွေအကုန်လုံးပြည့်စုံရှိနေမောင်းလို့ရနေတာဝါကြိုးလေးတစ်ချောင်းပြတ်နေတယ်ပြုတ်နေတယ်အရေးကြီးတဲ့နေရာကမရှိဘူးဆိုဘယ်မောင်းရတော့စံတိုးလို့တော့မရကိုလို့တာမဟုတ်ဘူးဆိုတာမတမထင်ရှားတယ်ပေါ့အဲ့ဒါကိုအနတ္တလို့ပြောတာဗျာအဝတ္တဝတ္တနာကိုလို့တိုင်းဘာတစ်ခုမှမဖြစ်ဘူးအဲ့တော့လောကကြီးရဲ့ကြည့်လိုက်မယ်ဆိုရင်အနိစ္စဒုက္ခအနတ္တဆိုတာလည်းကြည့်လိုက်မယ်ဆိုလို့ရှိရင်စိတ်ပြည့်စရာကောင်းတယ်အဲ့ဒီစိတ်ပြည့်စရာကောင်းတဲ့လောကကြီးကထွက်ခွာခြင်းနဲ့ငြိမ်းချမ်းတဲ့တရားကိုသွားခြင်းနဲ့ဒီလောကရဲ့အပြည့်အနာစာတွေမရှိတော့တဲ့နေရာရောက်ခြင်းနဲ့နိဗ္ဗာန်ဆိုတာအဲ့ဒီပြဿနာတွေကင်းသွားတာဟုတ်ခေါ်တာအဲ့ဒါကိုရောက်ခြင်းနဲ့ဆိုရင်ဘယ်လမ်းကြောင်းကထွက်ကြမလဲ the exit way exit ဆိုတာရှိတယ်ဘယ်ပေါက်ကထွက်မလဲအဲ့ဒါကိုကျင့်စဉ်လေးကိုအချင်းလေးပဲဟောတာလားရှိတယ်အဲ့ကျင့်စဉ်လေးကဘာလို့ဆိုလောကကြီးကထွက်ချက်လို့ရှိရင်နံပါတ်1အပိတ်အဆုအနှော့အယှက်တွေကိုအရင်ရှင်းဖို့ကြိုးစားအပိတ်အဆုအနှော့အယှက်ဆိုတာကိုတရားဓမ္မအသုံးနှုန်းနဲ့ပြောမယ်ဆိုရင်နိဝရဏတရား၅ပါးနော်နိဝရဏတရား၅ပါးနိဝရဏဆိုတာစိုးပိတ်တာအိတ်စိတ်ကို꿰ထားတဲ့ထပ်ပေါက်ကိုပိတ်ဆို့ထားတဲ့အပိတ်ဆို့တွေကိုရင်ဖောက်ရအဲ့ဒါတွေကိုရင်ဖယ်ရမယ်လို့ပြောတာအဲ့တော့ဘုရားဘာသာဝင်တွေကြားဦးသိဘူးကြတာတွေကြားလိမ့်မယ်နိဝရဏဆိုပိတ်ဆို့ထားတာအပိတ်အဆို့ကြီးအဲ့တော့ချုံလုံထားတဲ့နေရာထွက်ချင်ဘယ်နေရာပိတ်ထားတော့အဲ့ပိတ်တဲ့နေရာဖွင့်ဖို့ကြိုးစားရတာပဲတော့လောကကြီးကထွက်ခွက်ရင်လောကကြီးကိုဘယ်နာပိတ်ထားတာတော့ဆိုတော့အဲ့ဒီအပိတ်ဆို့ကပါလဲဆိုလို့ရှိရင်နိဝရဏတရား၅ပါးပဲနိဝရဏတရား၅ပါးကနံပါတ်1ကလူချင်းစရာအာယုန်နဲ့ပတ်သက်ပြီးတော့လူချင်းနေတဲ့တဏှဆန္ဒကာမိဆန္ဒကာမဆိုတာလူချင်းစရာအာယုန်တွေကိုဆန္ဒကလူချင်းနေတဲ့လောဘဒီနေရာမှာဟိုရိုးဆန္ဒကိုပြောတာမဟုတ်ဘူးဆန္ဒကြီးကကျန်သမျှပြည့်စည်ရဲဆိုဆန္ဒကိုပြောတာမဟုတ်ဘူးဒီဆန္ဒကတဏှကိုပြောတာနော်လူချင်းစရာအာယုန်နဲ့ပတ်သက်ပြီးတော့လူချင်းနေတဲ့တဏှအဲ့ဒါကတဲ့အတွက်အပိတ်ဆို့တစ်ခုဖြစ်နေတယ်အဲ့ဒါဖယ်ရမယ်လူချင်းနာမရရင်သူဆိုတာဘာဖြစ်လဲဒေါသဖြစ်တယ်အဲ့ဒီဒေါသကလည်းအပိတ်ဆို့တစ်ခုဖြစ်တယ်အဲ့တော့ကာမိဆန္ဒဆိုတဲ့လောဘသည်အပိတ်ဆို့တစ်ခုပြီးရင်တို့ကျနာမရလို့ဖြစ်ပေါ်လာတဲ့ဖြာပါရဆိုတဲ့စိတ်မကြည်မလင်စိတ်ပျက်စီးနေမှုကလည်းပဲအပိတ်ဆို့တစ်ခုပဲနောက်တစ်ခုကကောင်းတာလုပ်ဖို့စိတ်အားထက်သန်မှုမရှိတဲ့ထိနာမိတ်တာကလည်းအပိတ်ဆို့တစ်ခုပဲစိတ်မတည်ငြိမ်မှုစိတ်တော့ကရှောင်းမှုဆိုတဲ့စိတ်မတည်ငြိမ်မှုစိတ်ထဲမှာမကြည်မနက်
နောင်တရနေဘူးဥပန်းနေမှုဆိုတဲ့ဥဒိစ္စကုက္ကုစာလည်းအပိတ်ဆိုတစ်ခုပဲဖြစ်မှဖြစ်ပါမလားဒီလမ်းကြောင်းကတော့လို့ရမှရပါမလားလို့ဆိုရင်စဝေဇဝဖြစ်နေတဲ့တန်တရားဖြစ်မှုကလည်းပဲအပိတ်ဆိုတစ်ခုပဲကာမဂုဏ်အာယုန်ကိုလိုချင်နေတဲ့လောဘမောဟယွန်ရှာတဲ့ဒေါသကောင်းတဲ့အလုပ်တွေပေါ်မှာစိတ်အားတက်တာမှုမရှိတဲ့ထိနာမိတ်တာစိတ်ကိုစူးစိလို့မရအောင်လွင့်ပြနေတဲ့ဥဒိစ္စနဲ့တောင်တပူပန်မှုကုက္ကုစာဖြစ်မှဖြစ်ပါမလားမမဟုတ်ပါမလားလို့ဆိုတဲ့တန်တရားကြီးဖြစ်နေမှုဝိသိကိစ္စဝိသိကိစ္စဆိုတာအတိပညာအားနဲ့သွားတာကိုပြောတာတန်တရားဆိုတာခေါင်းကုတ်ချင်တဲ့ကုတ်အဖြေမထုံးနိုင်တာအဲ့ဒါဝိသိကိစ္စပဲသူဘာလို့လဲဆိုဝိသိကိစ္စရဲ့စကားလုံးရဲ့အတိတ်ပဲကိုဖော်ပြတဲ့အခါမှာဝိသိနန္တတကိစ္စစဉ်းစားလိုက်တဲ့ခေါင်းရှုပ်သွားတာစဉ်းစားလိုက်ရင်ဖြေမထုံးနိုင်လို့ခေါင်းရှုပ်သွားတာကိုဝိသိကိစ္စလို့ခေါ်တယ်သို့တော့အများကတော့တန်တရားလို့တန်တရားဆိုတာခြေလုံးချလို့ဖြစ်နေတာလေအဖြေမထုံးနိုင်တာပဲတူတူပဲအဲ့တော့ဝိသိကိစ္စကိုဖယ်နိုင်တာကပညာဖြစ်တယ်အဲ့တော့အသိပညာအားနည်းနေတဲ့ညခေါင်းကုတ်စဉ်းစားလို့အဖြေမထုံးနိုင်တာဝိသိကိစ္စပဲဝိသိနန္တတကိစ္စဒီချာချာလေးနဲ့စဉ်းစားလေးအဖြေမထွက်လေးဖြစ်လာတယ်ပင်မလာတယ်ရှင်းရလာတယ်အဲ့ဒါဝိသိကိစ္စလို့ခေါ်တယ်လူတွေကအတွေးတွေညာတာဝိသိကိစ္စများတယ်လို့ပြောနေကြတာအဲ့ဒါလွဲမှားပြီးတော့ပြောတာဝိသိကိစ္စဆိုတာရှုံမတန်တရားတော့မဟုတ်အဖြေထုတ်ဖို့ကြိုးစားတဲ့စိတ်ပင်မမှုဖြစ်စေတဲ့တရားအတိညာစွာရောကြနေမှုပဲဒါတွေ့ကြည့်လိုက်တဲ့အခါကျတော့ဒီငါးခုကိုရင်ဖယ်ရှားဖို့လိုအပ်တယ်အဲ့ဒါဟာလောကကြီးကထွက်ဖို့အတွက်အပိတ်ဆို့တွေဖြစ်နေအဲ့ဒီအပိတ်ဆို့တွေကိုရှင်းလိုက်ပါဘာနဲ့ရှင်းရမှာတော့သမာဓိနဲ့ရှင်းရအာယုန်တစ်ခုပေါ်မှာခြေစိုက်ပြီးတော့စိတ်တည်ငြိမ်မှုရအောင်စူးစမ်းအထောက်လိုက်တာသမာဓိတည်ငြိမ်စွာထားနိုင်သွားလို့ရှိရင်ဒုကျင်တာလည်းမလာဘူးမုန်းတီးတာလည်းမလာတော့စိတ်တက်ပြောညံ့တာလည်းမဖြစ်တော့ဘူးလေလွင့်တာနောင်တဘူဝနာတွေမဖြစ်တော့ဘူးစိတ်ပင်မနာတွေမလာတော့အဲ့ဒါရှင်းသွားတာတော့ခေါ်တယ်အဲ့ဒီနိဝရဏဆိုတဲ့အပိတ်ဆို့တရားကအသိပညာကိုရောပါအားနဲ့သွားစေတတ်တယ်စိတ်ရဲ့အညစ်အကြေးဖြစ်တယ်ဒါကြောင့်သူတို့အရင်ရှင်းတန်တရားကထွက်ပေါ်ရတယ်လို့ရှိရင်ဒီနိဝရဏတရား၅ပါးကိုအရင်ရှင်းမှလို့ပြောတာဘာနဲ့ရှင်းရမလဲသမထကျင့်စဉ်တစ်ခုကျင့်ပြီးရှင်းဒါပြင်ထွက်ပေါ်ရပါလားဆိုမရသေးဘူးဆက်လို့အောင်မယ်ထွက်ပေါ်ကိုတွေးဖို့အတွက်တတိရှိဖို့လိုအပ်တယ်တတိနဲ့အာယုန်နဲ့စိတ်နဲ့အမြဲတမ်းတွဲနေဖို့လိုတယ်အဲ့ဒီအမြဲတမ်းတွေးနေရမယ့်အာယုန်ကပါတယ်တုံးဆိုရင်တတိပဋ္ဌာန်တရား၄ပါးကာယဝေဒနာစိတ်ဓမ္မဆိုလိုတာတော့တတိထားရမယ့်ဟာတွေကပေါင်းလိုက်ပဲဆိုရင်ဒီယုံနဲ့နှစ်ခုပေါ်ပဲတတိထားခိုင်းတာပါပဲနော်ကာယကိုယ့်ရဲ့အတွင်းအစ္ဆဒကာယဗေဒကာယအဲ့ဒီကာယပေါ်မှာစိတ်အနေထားကိုသိနေဖို့တတိထားဖို့ကြိုးစားနေရဒါကိုတတိလွတ်လိုက်တာနဲ့တည်းနဲ့ intuition ဖြစ်သွားမှာလေဒါကြောင့်မို့ကာယရှုခန္ဓာကိုယ်နဲ့ပတ်သက်ပြီးတော့တတိရှိနေရမယ်စိတ်ခံစားခြင်းနဲ့ပတ်သက်ပြီးတတိရှိနေရမယ်ဝေဒနာကိုယ်စိတ်အခြေအနေနဲ့ပတ်သက်ပြီးတတိရှိနေရမယ်ကျန်တဲ့သဘာဝတရားတွေနဲ့ပတ်သက်ပြီးအသိရှိနေရမယ်
ကာယဝေဒနာစိတ်ဓမ္မအဲ့ဒီတတိပဋ္ဌာန်တတိရဲ့အာယုံ၄ရပ်ပေါ်မှာတတိကိုခိုင်ခိုင်မာမာအခြေစိုက်ထားပါအဲ့ဒီကတွဲပြီးကျန်တာတွေကိုအာယုံမဆိုင်နဲ့အဲ့ဒီ၄ခုတရားတစ်ခုကိုအာယုံဆိုင်ပါ၄ခုစလုံးဆိုင်ခိုင်တာမဟုတ်ဘူးအဲ့ဒီ၄ခုတည်းထွက်မသွားဖို့အရေးကြီးတယ်အဲ့ပေါ်မှာအာယုံဆိုင်ထားပါအဲ့ဒီအာယုံဆိုင်ပြီးတော့အာယုံဆိုင်ုံနဲ့ရပါလားလို့မရသေးဘူးအရေးကြီးတာကအသိပညာတိုးပေါအောင်လုပ်ရအဲ့ဒါကြောင့်မို့အဲ့ဒီအာယုံ၄ရဲ့ပုံမှာစိတ်ဆိုင်ပြီးတော့ပုစင်9ပါးအသိဉာဏ်ရဲ့စွမ်းဆောင်မှုကိုပေးနိုင်တဲ့တရား9ပါးကိုယ်ရင်ထဲမှာဖြစ်အောင်အခိုင်အမာတိုးတက်လောက်ကြိုးစားပါကြိုးစားတဲ့ဆိုဘယ်လိုလုပ်ရမှာတော့ပုစင်9ပါးဆိုအလုံးသိတဲ့အတိုင်းတတိတကုစင်ကတတိရှိနေရမယ်တတိဥဒ္ဒ၄ပါးပေါ်မှာတတိစိုက်ထားပြီးတဲ့အခါမှာဒီတတိကပါတတိတုံးဆိုပုစင်9ပါးမှာပါတယ်တတိကြတော့ဝိပဿနာတတိဝိပဿနာတတိကနေပြီးတော့မတ္တတိဖို့တတိအဲ့ဒီရောက်အကျိုးစားမှတဲ့ဆိုအဲ့တော့ဝိပဿနာတတိကဘာကိုအာယုံပြုနေတာတော့ဆိုတော့ယုံနဲ့နာကိုပြုတာပဲရှုံးနဲ့နာကိုအာယုံပြုပြီးတော့မပြဲတဲ့သဘောဆင်းရဲတဲ့သဘောအဲ့ဒါတွေကိုသိတဲ့တတိအဲ့ဒီတတိကဘယ်လောက်ထိအောင်လောက်ရမလဲလို့ဆိုရင်ကိရိတာတွေကိုစွန့်ခွာပြီးတော့နိဗ္ဗာန်နဲ့ထီအောင်တွန်းပို့နိုင်လောက်အောင်စိုင်းတတိဖြည့်စုံသည့်ထီကြိုးစားအောင်လည်းလို့ပြောပုစင်9ပါးပွားတာတစ်ဖက်ကကိရိတာတွေကိုဖယ်ရှားပြီးတော့တစ်ဖက်ကနိဗ္ဗာန်နဲ့ကိုပို့ပေးနိုင်တဲ့စိုင်းတတိအဲ့ဒါကိုဝတ္တကပရိနာဘိန်းလို့သုံးတာဝတ္တကဆိုတာတစ်ခုကိုစွန့်တယ်တစ်ခုတည်းကိုတစ်ခုကိုစွန့်ပြီးတစ်ခုကိုရယူတယ်ဆိုလိုတာကကိရိတာကိုစွန့်ပြီးတော့နိဗ္ဗာန်ကိုရယူတယ်အဲ့ဒီလိုစွန့်ဆောင်နိုင်တော့အောင်ရင့်ကျက်သည့်ထီအောင်ပွားပါလို့ပြောတာအမှန်တတိပေးနဲ့တော့မရဘူးလို့ပြောတာနောက်တစ်ခါဓမ္မဝိဒိဆေယတန်ဖို့ဆင်စာရှုပ်တရားနံတရားတွေနဲ့ပတ်သက်ပြီးတော့အမှန်ကန်ကိုသိတဲ့သိလာအောင်စူးစမ်းစစ်နေတယ်ဒါဝိပဿနာဉာဏ်အစဉ်စဉ်ကိုပြောတာပဲဓမ္မဝိဆေယဝိရိယအယမနိကျိုးစားအထောက်ဝိပဿနာနဲ့ပတ်သက်တဲ့ဝိရိယပီတိဒီတရားတွေပေါ်မှာစိတ်နှစ်ချိုင်နေမှုရှိရစိတ်ပြည့်ငြင်းငွေ့သွားရင်လုံးမမဟုတ်အဲ့တော့စိတ်ကဝိပဿနာပေါ်မှာအာယုံစိုက်ပြီးတော့နှစ်ချက်နေတဲ့ပိကိရှိအောင်ကြိုးစားအဲ့ဒီအနေတဆင့်တက်တဲ့အခါကျတော့လှုပ်ရှားတာတွေကိုရှော့ချလိုက်တဲ့အခါအတ္တတိစိတ်နှလုံးကိုယ်ရောစိတ်ရောငြိမ်းချမ်းသွားတယ်တမာတိတည်ငြိမ်သွားတယ်ဥပိ္ပခာတဘာဝတရားတွေပေါ်မှာလစ်လျူရှုသွားနိုင်တယ်ချစ်ချင်းမူရင်းဆိုတာမရှိတော့ပဲနဲ့လုံးဝတည်ငြိမ်သွားတဲ့အဆင့်အဲ့တော့ပုစင်9ပါးပုစင်9ပါးတဲ့ပါတတိယနေ့အားလုံးကိုထိန်းချုပ်ပြီးတော့လှုပ်ရှားတဲ့ပုစင်က3ခုတည်ငြိမ်တဲ့ပုစင်က3ခုအားလုံးတတိဆိုတဲ့ချင်းခွင်ညကနေညှိပေးပြီးတော့လှုပ်ရှားမှုများရင်လည်းမရဘူးတည်ငြိမ်မှုများရင်လည်းမရဘူးအဲ့ဒီလှုပ်ရှားမှုနဲ့တည်ငြိမ်မှုဟန်ချင်းညီသွားအောင်ထိပ်ပြီးတော့ပုစင်9ပါးပွားရမယ်လို့ပြောတာလှုပ်ရှားတဲ့ပုစင်ကဘာတော့ဓမ္မဝိဇ္ဇယဝိရိယပိတိဒါတွေကကြိုးစားအထုတ်နေတော့လှုပ်ရှားနေတာတော့အဲ့ဒီလှုပ်ရှားမှုတွေညရင်လည်းချိန်သားမကြိုက်တတ်ဘူးဒါကြောင့်မို့ပတ္တတိသမာဓိဥပိ္ပခာဆိုတဲ့ဒီငြိမ်တဲ့ပုစင်လေးညအောင်လုပ်ပေးရအောင်ဆက်ပေးရတော့ဒီငြိမ်တော့အကြည့်သွားလို့ရှိရင်လည်းလူကတစ်ဖက်လဲသွားအလုံးမဖြစ်တော့
အဲ့ဒါကြောင့်ဒီနှစ်ခုစလုံးကိုညီမျှအောင်ထိန်းညှိပေးရမယ်အဲ့ဒီနှစ်အုပ်စုပေါ့သုံးမျိုးနှစ်အုပ်စုကိုတည်ငြိမ်အောင်ထိန်းညှိပေးတာဘသူကနေထိန်းညှိပေးတာတော့ဆိုတတိတမိုးစဉ်ကထိန်းညှိပေးသွားအဲ့ဒီလိုဘုဇင်ခုနှစ်ပါးပွားလိုက်တာနဲ့တကြိမ်နဲ့လောကကြီးကထွက်ပေါက်ကိုရသွားမယ်လို့အဲ့တုတ်တမှာဒီလိုခေါ်တာနော်အဲ့တော့ပြန်ပြောမယ်ဆိုအချက်၃ချက်ပဲရှိတယ်လောကကြီးကထွက်ခွာခြင်းလို့ရှိရင်နံပါတ်1နိဝရဏကိုဖယ်ရှားတတိပဒံအာယုန်လေးပေါ်မှာစိတ်ဆိုင်ထားပြီးတော့ဘုဇင်ခုနှစ်ပါးကိုပွားဒီ၃ချက်ပဲလောကကြီးကထွက်တဲ့ပုဂ္ဂိုလ်တိုင်းဟာယဟန္တာပဲဖြစ်ဖြစ်ပစ္စေကဗုဒ္ဓပဲဖြစ်ဖြစ်ဖရာပဲဖြစ်ဖြစ်ဒီလမ်းကြောင်းထွက်တာအားလုံးဟာဒီလမ်းကြောင်းထွက်တာကြီးနောင်ထွက်မဲ့ပုဂ္ဂိုလ်တွေပဲဒီလမ်းကြောင်းကပဲထွက်မှာအခုထွက်နေတဲ့ပုဂ္ဂိုလ်တွေလည်းဒီလမ်းကြောင်းကပဲထွက်ဒါဧကယေနောတခုတည်းသောလမ်းကြောင်းဖြစ်တယ်လို့ဒါကလောကကထွက်ခွာခြင်းအဲ့တော့လောကတွင်မှာနေထိုင်ခြင်းနဲ့လောကမှာထွက်ခွာခြင်းဆိုတာရသော်ဗျာကတိတိကျကျထေသနာတော်မှာဟောပြောထားတာဖြစ်ပါတယ်